ကျွန်တော်ဒီနေ့တော့ကျွန်တော်စိတ်ကူနဲ့ဖန်တီးခဲ့တဲ့ပုံပြင်လေးတစ်ပုဒ်ကိုကျွန်တော်ပြောပြပေးမှာပါဇလန်းနာမည်အောင်အာနာရှင်တန်တရားပါတခါတိုင်းပြည်တစ်ပြည်မှာအာနာရှင်တယောက်ကအုပ်ချုပ်တယ်အဲ့ဒီအာနာရှင်ကြီးကတကယ်ကိုယုံမာပြီးတော့တော်တယ်ဗျသူကလူတွေကိုနှိပ်စက်တယ်သူပြည်သူတွေသူဖိနှိပ်ထားတယ်ပြီးတော့သူကလူတွေရဲ့အကြောင်းနဲ့ကောင်းကောင်းသိတယ်လူတွေရဲ့စိတ်ကိုသူ့ရဲ့လက်ဝါးပေါ်မှာတင်ထားတဲ့လို့ကိုသူကကောင်းကောင်းသိတယ်သူအုပ်ချုပ်နေတဲ့အချိန်မှာဆိုရင်လူတွေဆိုရင်သူ့နောက်ကွယ်မှာသူ့အကြောင်းမကောင်းတော့မပြောရကြဘူးသူကအဲ့ဒီလောက်ထိကိုသူကတကယ်ကိုပါနေလွန်တယ်ပြီးတော့သူ့မှာတတိပြတ်တိစားလည်းရှိတယ်လူတွေရဲ့စကားရိမ့်မွာလေးကအစလီတန်တစ်ချက်ပြောင်းသွားတာနဲ့ဒီလူဘာတွေပြောနိုင်လဲဘာတွေလုပ်ခဲ့လဲဆိုတော့အစသူကရိမ့်မိနိုင်တယ်အဲ့တော့လူတွေကလည်းသူ့ကိုကြောက်ကြတယ်အဲ့တလို့ပဲသူ့လေးလေးလေးစားကြတယ်ဒါပေမဲ့တနေ့ကျတော့သူ့မှာသားလေးတစ်ယောက်မွေးရတာအဲ့အာနာရှင်ကသူ့ရဲ့သားကိုသူကတိတ်ချစ်တယ်အဲ့တော့ရွှေစွန်းကိုက်စီပြီးတော့ရွှေမွေးရပုံမှာရှင်မွေးမီးမလောင်လက်မွေးမီးမလောင်ထားတာပေါ့တဖြည်းဖြည်းနဲ့သူ့ရဲ့သားအရွယ်ရောက်လာတယ်အဲ့ဒီအခါကျတော့သူ့ဘေးပတ်ပတ်လေကလူတွေကသူ့ရှိမှကျတော့ဖားရပေါင်းပြီးသူ့နောက်ကွယ်မှာမကောင်းပြောကြတယ်ဒီကောင်ကစွမ်းဆောင်ရင်မရှိရေရှင်းမရှိဘာညာပေါ့သူ့သားအရေးရှင်းမရှိစွမ်းဆောင်ရင်မရှိဆိုတာအာနာရှင်ကသိတယ်အဲ့တော့အာနာရှင်ကစဉ်းစားတယ်တနေ့ကျတော့သူကသူ့ရဲ့သားကိုခေါ်ပြီးပြောတယ်မင်းတကူကောင်းဆန်တာကလူတွေအကုန်လုံးပေါင်းပြီးတကူကောင်းဆန်တာတော့မကြည့်သေးပါဘူးကွာကျွန်တော်အာနာရှင်ပြောတဲ့ဥစ္စာနောက်တစ်ခေါက်ထပ်ပြောပြပါမယ်မင်းတကူကောင်းဆန်တာကလူတွေအကုန်လုံးပေါင်းပြီးတကူကောင်းဆန်တာတော့မကြည့်သေးပါဘူးကွာသူ့ရဲ့သားရောက်ရောက်ရှင်အဲ့ဒီလိုပြောခံနိုင်အောင်ကြောင်ဝိုင်းသူနားမလည်နိုင်အဲ့နောက်ပိုင်းတော့သူ့ရဲ့သားကသူ့ဘဝကိုသူကတန်တန်မမပဲသူကဖြတ်တန်းသွားတယ်ဘဒူရီကသူ့အကြောင်းသူ့နောက်ကွယ်မှာဘလောက်ပဲမကောင်းပြောနေပါစေကြိုက်တဲ့လောက်ပြောနေပါစေသူကြီးမဆိုင်တော့သူလည်းအာနာရှင်ကြီးလိုအာနာရှင်ဆက်ဖြစ်သွားပြီဘဝကိုပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတယ်ကျွန်တော်ရဲ့ဒီပုံမြင်လေးရဲ့အပိုလိုမရှိဘူးဗျခင်ဗျားတို့ဘယ်လိုတွေးလဲဘယ်လိုထင်ကြလဲဗျအခုကျွန်တော်ရဲ့ပုံမြင်ရဲ့ဒုတိယပိုင်းကိုကျွန်တော်ဆက်ပါမယ်အဖေဖြစ်သူရဲ့အမှန်တရားစိတ်ကိုတောက်သုံးပြီးတဲ့နောက်မှာတားဖြစ်သူကနန်းတက်လာတယ်ကျွန်တော်ဒီပုံမြင်ကိုမျက်နှာဖုံးမပါတဲ့ဘီရင်လို့ခေါ်လို့ရအာနာရှင်ကွယ်လွန်သွားပြီးတဲ့နောက်တားဖြစ်သူကနန်းတက်လာတယ်လူတွေကကွယ်ရမှာဒီရေရှင်းမရှိတဲ့ကောင်ကြာမခံပါဘူးလို့တိုးတမျိုးကြဲတမျိုးပြောနေကြတာပေါ့ဒါပေမဲ့အာနာရှင်ကတော့သူ့ဖေပြောခဲ့တဲ့လူတွေရဲ့တကူကောင်းဆန့်မှုကိုအခြေခံပြီးတော့နီးပြူအတစ်တကူတုံးလိုက်တယ်သူကနန်းတော်ရှိမှကြီးမားတဲ့အမှန်တရားကြောက်လွန်တကူစထူလိုက်အခုလိုကျင်ညာချက်ထုတ်တယ်ငါ့ကိုကိုယ်ရမှာအတင်းပြောနေတာကိုငါသိတယ်မင်းတို့ငါ့ကိုမုန်းနေတာကိုလည်းငါသိတယ်အဲ့အားကြောင့်ငါကမင်းတို့ရဲ့ရိုးသားမှုကိုဂုဏ်ပြုချင်တယ်ငါအကြောင်းမကောင်းပြောနိုင်လေမင်းတို့ကငါဆုလက်တွေပို့ပေးလေဖြစ်မယ်လူတွေကအစာပိုင်းမှာကြောက်ကြတာပေါ့ဒါထောင်လျှောက်လာလို့အတန်တရားဝင်ကြတယ်ဒါပေမဲ့တကယ်လည်းမကောင်းပြောတဲ့သူတွေကိုခေါ်ယူစုငွေတွေအထုတ်လိုက်ပေးပြလိုက်တယ်အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့လူတွေကတယောက်နဲ့တယောက်တဖြည်းဖြည်းနဲ့စပြီးမယုံရဲတော့ဘာလို့လဲဆိုတော့တစ်ဖက်လူကငါ့အာနာရှင်စီတောတိုင်ပြီးတော့စုငွေယူမလားဆိုတာကြောက်လာကြတယ်အဲ့ဒီနောက်မှာအတင်းဖြင်းစကားတွေကဖိုးတန်လာတယ်အာနာရှင်ကိုမကောင်းပြောတာနိုင်ငံရေးမဟုတ်တော့ပဲစီးပွားရေးဖြစ်သွားတယ်လူတွေကတကယ်မုန်းလို့ပြောတာထက်ပတ်စံရဖို့အတွက်အတင်းဖြင်းတွေကိုလောက်ကျန်ဖန်တီးပြီးနန်းတော်တင်တော့ပို့ကြတော့အဲ့ဒီနောက်မှာအာနာရှင်ငယ်ဟာသူ့ရဲ့ဘဝမှာပျော်ရွှင်မှုရရှိခံစားလာတယ်သူကညီလာခံမှာထိုင်နေသူ့အကြောင်းကိုယ်ရမှာပြောတဲ့အတင်းဖြင်းတွေစင်းနဲ့တကွဖတ်ပြီးရင်ဝန်းနေတတ်တယ်ကြည်စားအောင်ကွာသူတို့ကငါ့ကိုမုန်းနေလို့လည်းပြောနေကြပြီမယ်ငါပေးတဲ့ရွှေတင်ကားကိုတော့ပြုံးပြုံးကြီးယူသွားကြတာပဲလို့သူကတွေးတယ်တနေ့မှာတော့သူ့ရဲ့အကြံပေးအမတ်ဟောင်းကမေးတယ်ရှင်မင်းကြီးကဘာလို့လူတွေလေးစားမှုကိုမယူပဲသူတို့ရဲ့အောက်လန်းကျတဲ့စိတ်ဓာတ်တွေကိုပဲအသုံးချနေရတာလေအဲ့ဒီအချိန်မှာအာနာရှင်ကဝိုင်းတစ်ခုကိုအရသာခံတောင်းရင်းနဲ့သူကပြန်ဖြေတယ်လေးစားမှုဆိုတာဟန်ဆောင်မှုရဲ့နောက်ွယ်မှာပဲရှိတာဗျာကျွန်တော်အဖေတင်မေးခဲ့တာတခုရှိတယ်
လူတွေအားတဲ့ငါ့ကိုလေးစားဖို့တဲ့သူတို့ဘိုက်ဝါဖို့ကိုပဲပိုရေးကြီးရဲ့လို့ထင်ကြရဲ့ငါကသူတို့ရဲ့အသင်းပြင်းတွေကိုဝယ်တယ်သူတို့ကငါ့ကိုရှောင်းတယ်ငါတို့အားလုံးကတကူကောင်းဆန်ရှင်ဆိုတဲ့ဈေးကွက်ထဲမှာအပေးယူတက်နေကြတာပဲအဲ့အကြောင်းငါကဘာပေါ်မှာပျော်ဆုံးအာနာရှင်ဖြစ်နေတာပေါ့အာနာရှင်ကသူ့ရဲ့ဘွားတစ်ချောင်းလုံးဘဒုမျက်နှာကိုမှကြည့်စရာမလိုပဲလူတွေရဲ့အသင်းပြင်းတန်တွေတချင်းတန်လို့နားထောင်ရင်းနဲ့ပဲတက်ရှိရှိနေထိုင်သွားခဲ့ပါတော့ကျွန်တော်ရဲ့ပုံပြင်လေးကိုကြိုက်ကြတယ်ဆိုရင်ကျွန်တော်ကို like and subscribe လေးလုပ်သွားပေးကြပါအဲ့မှာကျွန်တော်နောက်ထပ်ပြီးတော့ဖန်တီးမယ်စိတ်ကူးတွေအတွက်ကျွန်တော်တို့အားရင်နေဖြစ်လာမှာမလို့ပါကျေးဇူးတင်ပါတယ်